ဒီလိုဂျီရာရီယာ emote နဲ့ iPad တွေ Apple Max တွေအပြင် Naruto figure ကြီးကို free ရနိုင်မယ် event အသစ်တစ်ခုထပ်လာနေတဲ့ဆိုတော့ကောင်းမျိုးသိပြီးသွားရတာမသိသေးဘူးဆိုရင်တော့ဒီ video လေးကိုဆုံးဖြတ်ချက်ရှိုးလိုက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာအစင်းစင်းပြောပြပေးသွားမယ် let's go ဂိမ်းနဲ့ရင်ဝင်လိုက်ဝင်ပြီးပြီဆိုတော့ event တွေကိုသွား event တွေကိုသွားပြီးအောက်ကိုနည်းနည်းလေးဆွဲလိုက်ဆွဲပြီးဆိုရင်ဒီမှာ fan creation program ဆိုတာရှိတယ်ရှင်းပြီးဆိုတော့အဲ့မှာ goal တွေကိုနှိပ်လိုက်ဒီ event တွေကိုရောက်ပြီးပြီဆိုရင် brother ပထမဆုံးချီရမယ့်အရာကကျွန်တော်ဒီအပေါ်တောင်လေးမှာရှိနေတဲ့နာမည်က brother ရဲ့ in game နာမည်ဟုတ်မဟုတ်ကို brother တို့အရင်ဆုံးစစ်ရမယ်ဒီနေ့တိုင်းမှာကျွန်တော်တို့ GRIA emote ရှိမယ်နောက် figure ရှိမယ် iPad ရှိမယ်ကျွန်တော်တို့ Apple Max တွေပါရှိမယ်ဆိုရင်စောင်းရဲမိုက်တဲ့စုလက်ဆောင်တွေကို brother တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်ဒါတွေကိုလဲဖို့အတွက်ဆိုရင်အမှတ်50တစ်ခါလဲဖို့လိုအပ်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီအမှတ်တွေကိုဘယ်ကရမလဲဆိုတော့ကျွန်တော်စပြီးပြောပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော်နေ့စဉ်များဝင်ပြီးအဲ့လိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော် share ရတော့မယ်ပေါ့နော်ဒီတစ်ခုခုမှ share လိုက်ပြီဆိုရင် brother တွေဆက်မဲ့ရမယ်အများဆုံးအမှတ်50ထိရနိုင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့နေ့စဉ် login ဝင်ခြင်းနေ့စဉ် login ဝင်တာနဲ့ဆက်မဲ့ရမယ်အများဆုံးအမှတ်50ထိရမယ်နောက်တစ်ခုကတော့ကျွန်တော်တင်သွင်းပြီဆိုတာတွေကိုချက်နှိပ်လိုက်ပြီဆိုရင်ဒီမှာ platform တွေပြထားတယ်ပေါ့နော်ဘယ် platform မှာ brother တို့က Naruto event နဲ့ပတ်သက်တဲ့ video photo ရလာတော့မသိဘူးမယ် video အများစုပဲလောက်ကြတာများတယ်ဗျာvideo တစ်ခုတင်ထားတယ်ဆိုပါဆိုကျွန်တော်ဆိုရင်ဒီ TikTok မှာ video တင်ထားတယ်အဲ့မှာ video link လေးကို TikTok ကနေတွားယူပြီးတော့ကျွန်တော်ချလိုက်အဲ့မှာဆိုကျွန်တော်ချပြီအဲ့မှာတင်သွင်းပြီဆိုတော့ကျွန်တော်နှိပ်လိုက်ပြီဆိုတော့မြင်တဲ့အတိုင်းပဲရယူပြီဆိုတာကိုပေါ့တယ်မြင်လားရယူပြီလို့ပဲရယူပြီဆိုတော့အမှတ်50ရသွားပြီကဲဆိုတော့ဒါမျိုးကဘယ်နှခါချိန်လုံးလို့ရမှာလဲဆိုတော့3ချိန်တီတီလုံးလို့ရမယ်ဆိုတော့အမှတ်150ရမယ်လို့ကျွန်တော်ပြောချင်တာဆိုတော့ brother တို့စုစုပေါင်းအမှတ်250စုစုပေါင်းရနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဥမာလေးဆိုင်းလိုက်ရမယ်ကောင်းပြီ let's go factory draw မှာတော့သူကGRIA emote ကိုရမယ်လို့အမှန်ခံထားတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ emote လေးတော့ရမှာပါရော iPad မျက်ပေါက်သွားတာလို့ what the heck iPad မျက်ပေါက်သွားလို့လည်းတော့ပြောချင်သွားတယ် okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့တွေဒီမှာရရှိသွားပြီပေါ့နော်ဆက်သွားပြီဆိုတာလေးကိုလုပ်လိုက် okay brother က emote လေးပေါက်သွားပြီဆိုတာနဲ့ဒီ game လေးကိုပြန်သွားပြီဆိုတာနဲ့ site လေးတွေကိုဝင် site လေးတွေကိုဝင်ပြီး brother က claim ထည့်လိုက်အဲ့မှာဆိုရင်ကျွန်တော် GRIA emote လေးရရှိသွားပြီဖြစ်ပါတယ်အဲ့လိုမျိုးနဲ့ brother တို့နေ့စဉ်နေ့တိုင်းဝင်လိုက်မယ်ဆိုရင် iPad တွေ Apple Max တွေဘာညာတရကားတွေ brother တို့အများကြီးရနိုင်မှာပဲဖြစ်ပါတယ်ဒါတော့ကံကောင်းတဲ့လူပေါ်မှာမူတည်ရဖြစ်တဲ့ကြောင့် brother တို့ကြီးကံကောင်းပါစေ